မင်္ဂလာပါကျွန်တော်ကိုလေးပါမိတ်ဆွေတို့ကိုကျွန်တော်ဒီဘက်ကပိတ်ထားတဲ့ဒီဖုန်းမှာပေါ့နော် Facebook မှာဒီနေ့ရွှေဈေးနဲ့ပတ်သက်တဲ့အကြောင်းကိုပုံနဲ့တကွ post တင်သွားအောင်ကျွန်တော်လုပ်ပြမယ်ပေါ့နော်ကျွန်တော်မျက်လဲပြမယ်မိတ်ဆွေတို့စောင့်ကြည့်ထားလိုက်ဗျာဒီမှာကျွန်တော်လက်ဒီမှာနော်ဒီမှာကျွန်တော်ရဲ့လက်နှစ်ဖက်လုံးကဒီမှာဖုန်းကိုမကင်ထားဘူးနော်မကင်ထားဘူးအဲ့တော့ကျွန်တော်ပြန်ရုပ်လိုက်တယ်ဖုန်းကိုဒီတိုင်းပဲထပ်ထားတယ်ပေါ့နော်ဒီမှာဒီတိုင်းလေးပဲကျွန်တော်ထောင်ထားတယ်ဖုန်းကိုလက်နဲ့လုံးဝမထိရွေးနဲ့ Facebook မှာကိုတင်စေချင်တဲ့အကြောင်းအရာကို post တင်တော့ဘယ်လိုလုပ်မလဲပေါ့နော်မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဖုန်းကမီးလင်းလာတယ် Facebook မှာတခါတည်းစာသွားရေးတယ်ပြီးတော့ next cloud ကိုနှိပ်သွားတယ်ပြီးတော့ post cloud ကိုနှိပ်သွားတယ်တခါတည်း Facebook မှာ post တင်ပြီးတော့ပြန်ထွက်သွားတယ်ဒီမှာတော့ကျွန်တော်လက်ဒီမှာနော်ကျွန်တော်မကင်ဘူးနော်ဖုန်းကိုလက်နဲ့လုံးဝမထိတယ်နော်အဲ့လို Facebook မှာ automatic post တင်တော့ဘယ်လိုလုပ်မလဲပေါ့နော်ဖုန်းမျက်နှာပြင်ပိတ်ထားတဲ့အခါမှာတော့မှဒုပါရာတူတခါတည်း screen ဖွင့်ပြီးအောင်နော် Facebook မှာတွားပြီးတော့ post တင်တော့အောင်ဘယ်လိုလုပ်ရလဲဆိုတော့ကျွန်တော်အခုပြပေးမယ်ကျွန်တော်ရဲ့ပင်ရေးချင်းကိုကျွန်တော်ခိုင်းထားတာပေါ့နော်ဒီကောင်လေးကိုခိုင်းထားတာဒီပင်ရေးချင်းကိုခိုင်းတာဘယ်ကနေခိုင်းတာလဲဆိုတော့ကျွန်တော် Telegram ကနေခိုင်းတာတော့ဗောနော် Telegram ကနေကျွန်တော် schedule နဲ့ခိုင်းတာTelegram မှာကျွန်တော်ရဲ့ ping assistant ဆိုတာရှိရယ်ဒီ ping assistant လေးကိုကျွန်တော်ခိုင်းတာတော့ဗောနော်ဒီမှာကျွန်တော်ရေးထားတဲ့စာလေးကိုကြည့် Facebook မှာဒီနေ့ရွှေဈေးအကြောင်းကို content တစ်ပုဒ်ရေးပြီးပုံနဲ့တကွ post တင်လိုက်ပါဆိုပြီးတော့ကျွန်တော် schedule နဲ့ခိုင်းတာကျွန်တော်ပြမယ် schedule နဲ့ဘယ်လိုခိုင်းရလဲဆိုတော့ဒီမှာဟုတ် sorry ဒီစာမဟုတ်ဗောနော်ဒီစာကခုနက post တင်လိုက်တဲ့ဟာပေါ့အဲ့တော့ကျွန်တော်အဲ့ဒါကိုယူရမှာမဟုတ်ဘူးကျွန်တော်ဒီမှာဒီလိုစာလေးပေါ့နော်ဒါကတော့မိတ်ဆွေတို့တဘောပဲမိတ်ဆွေတို့တင်စေခြင်းတဲ့အကြောင်းအရာပေါ့နော်ဥပမာဆိုတော့ဗျာမိတ်ဆွေကညနေ6နာရီမှာကိုယ့်ရဲ့ Facebook page မှာညနေ6နာရီကြာလို့ရှိရင်ပုံမှန် post တင်နေကြဗျာဒါပေမဲ့ကျွန်တော်တို့ကအဲ့လိုမျိုး6နာရီအတိအကျကြီး live စောင့်ကြည့်နေရဖို့ဆိုတာအဆင်မပြေဘူးလေတခါလေကျွန်တော်တို့ကြောင်းတွားဆရာရှိမယ်ဒါမှမဟုတ်လဲကျွန်တော်တို့အပြင်ကအလုံးလုံးဆရာရှိမယ်ဗျာမဟုတ်လဲကျွန်တော်တို့ကောင်မလေးနဲ့တစ်ချိန်တွေ့မယ်ဗျာဟုတ်တယ်မလားအဲ့ကမျိုးကြရင်ကိုယ့်ရဲ့ Facebook page ကိုလူကိုယ်တိုင် control လုပ်เสียမလို့ပဲနဲ့ကျွန်တော်တို့ AI automation တွေကိုပဲအတုံးချပြီးတော့ run လို့ရမလားဆိုတာဒီဟာအဖြေပဲပေါ့နော် run လို့ရတယ်ကျွန်တော်တို့ပင် agent မှာပင် agent ကိုဒီလို schedule တွေနဲ့ခိုင်းထားလိုက်မယ်ဗျာဒါတနစ်စာမကတတက်စာလုံးရရနော်မိတ်ဆွေတို့ဒီမှာကြည့် schedule message ဆိုတာရှိရယ်ဒီမှာမိတ်ဆွေကြိုက်တဲ့ minutes တခုရွေးလိုက်ဘယ်အချိန်မှာတင်ပါလဲဆိုတော့ရွေးလိုက်ပြီးလို့ရှိရင် send လုပ်ထားလိုက်အဲ့ဒီအချိန်ရောက်ပြီဆိုလို့ရှိရင်အဲ့ဒီစာကဒီ assistant ရှိကိုစာပို့ရတယ်ဗောနော်အဲ့ဒီကကြာလို့ရှိရင်ဒီ assistant ကကျွန်တော်တို့ဖုန်းထဲမှာရှိတယ်ပင် agent ကိုတွားပြီးတော့ဟဲ့အောင်ရေး boss ကဒဲလိုခိုင်းထားတယ်ဗောနော်ဒီနေ့ရွှေဈေးနဲ့ပတ်သက်လို့ post တင်ခိုင်းထားတယ်အဲ့ဒါမင်းတင်လိုက်ကွာဆိုပြီးတော့သူကတော့ပြောလိုက်တယ်အဲ့ဆိုလို့ရှိရင်ပင် agent ကတခါတည်း Facebook ကိုဖွင့်လိုက်ရဗောနော်တခါတည်း Facebook ကိုဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးတော့သူကဒီလိုရွှေဈေးနဲ့ပတ်သက်တဲ့ကမ္ဘာတည်င်းတွေအကုန်လုံးကိုတွက်ရှာဖတ်လိုက်တယ်ရှာဖတ်ပြီးတဲ့အခါကျတော့သူကအဲ့ဒါနဲ့ပတ်သက်ပြီးတော့ content တစ်ပုဒ်ရေးလိုက်တယ်ဗျာ content တစ်ပုဒ်ရေးလိုက်တယ်ရေးလိုက်ပြီးတဲ့အခါကျတော့ရှင်အဲ့တူရေးတဲ့ content နဲ့တက်ဆိုင်တဲ့ပုံပေါ့ကျွန်တော်ရွှေဈေးနဲ့ပတ်သက်တာလို့ပြောထားတဲ့အတွက်ကြောင့်တော့သူကဒီမှာရွှေနဲ့ပတ်သက်တဲ့ဟာလေးရွှေတုံးနေပေါ့ဗျာတော့ပုံတွက်ဆွဲတယ်ဆွဲပြီးတော့တဲ့အခါကျရင်တခါတည်းဒီမှာ Facebook မှာ post တင်သွားတယ်သူကဒီကျွန်တော်တို့ post တင်လို့ရှိရင်နှိပ်ရတဲ့ cloud တွေ next cloud တွေ post cloud တွေဒါတွေကိုပါတူပါတာတူနှိပ်သွားတာပေါ့နော် okay အဲ့ဆိုတော့ကျွန်တော်မေးစရာရှိရဟာရောက်မင်းဟာကြီးရောက်ကွာ Facebook မှာ automation နဲ့ post တင်တာဒါဆိုလို့ရှိရင်ငါတို့ account တွေ ban ခံရမှာပေါ့ဟုတ်လားမလားအဲ့လိုပြောမေးစရာရှိလုံးဝမဖြစ်နိုင်ဘူးဘာကြောင့်မဖြစ်နိုင်လဲဆိုတော့ဒါကတခြားautomation တွေဆိုတာက Facebook ရဲ့ API key ကိုတုံးတာ Facebook developer account ဖွင့်ပြီးတော့ Facebook ရဲ့တရားဝင် token access ပေါ့နော် API key နဲ့တုံးပြီးတော့သူကအဲ့လိုမျိုးautomation လောက်တာဖြစ်တဲ့အတွက်ကြောင့်မို့ Facebook ကတည်တယ်အခုကျွန်တော်လောက်ထားတဲ့ဟာကကြတော့ Facebook နဲ့ဘာမှမဆိုင်ဘူးဒါကဘယ် application ကိုမဆိုထိန်းချုပ်လို့ရတယ်ဒါကျွန်တော်တို့ဖုန်းထဲမှာရှိတဲ့ software ကနေပြီးတော့မှတွားပြီးတော့လူတယောက်လိုမျိုး post တင်တယ်လို့တင်တာခုနကခလုတ်လေးနှိပ်လိုက်တာမြင်နေတယ်မို့လားလူနှိပ်လိုက်တယ်လို့ပဲတစ်တစ်တစ်ဆိုတခါတည်းနှိပ်လိုက်တာဗျာအဲ့လိုလူတယောက်လိုမျိုး post တင်တာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေရဲ့ဒီတင်လိုက်တဲ့ post ကစက်ရုပ်လားလူလားဆိုတာ Facebook ကဘယ်လိုမှခွဲခြားလို့မရဘူးဘာလို့လဲဆိုတော့ကျွန်တော်လူနဲ့အတူဆုံးလူတင်တဲ့ပုံစံမျိုးလုပ်ထားတာပေါ့နော် okay ဒါတော့ကျွန်တော်ရဲ့ Facebook မှာ post တင်တဲ့အပိုင်းမရှိသေးရနော်
ကျွန်တော်အားလုံးမဟုတ်ဘဲနဲ့ကျွန်တော်ရဲ့တငယ်ချင်းတွေဒါမှမဟုတ်တထေးတွေကိုစာပို့ခိုင်းမယ်ဆိုရင်လည်းပို့ခိုင်းလို့ရတယ်ဒီကောင်ကိုစာပို့ခိုင်းလို့ရတယ်တကယ်လို့လုပ်ငန်းရှင်ပေါ့နော်လုပ်ငန်းရှင်ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ဒီမှာ POS mode ကိုဖွင့်ပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်ဗျာအတန်နဲ့ဖြည့်သေးခြင်းလား voice ကို on ထားလိုက်ဒါဆိုအတန်နဲ့ပြန်အတန်နဲ့ဖြည့်မြန်မာလိုတော့တိတ်တော့မပြီးဘူးအင်္ဂလိပ်လိုတော့ပြီးရပေါ့နော်ထားပါတော့ okay ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ကိုလင်းမှာနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့